မင်္ဂလာပါအင်္ဂလိပ်စာမှာလေ ed နဲ့စုံတဲ့ adjective တွေ ing နဲ့စုံတဲ့ adjective တွေကိုနေရာတိုင်းမှာတွေ့ရတတ်ပြင်မဲ့သူတို့များများကဘယ်ဟာကိုဘယ်လိုသုံးရမလဲဆိုတာကိုရောထွေးနေတော့မှာပဲကဲဒီနေ့တော့အဲ့ဒီရှုပ်ထွေးမှုကိုတခါတည်းနဲ့ရှင်းရှင်းလင်းလင်းထီသွားအောင်အတူတူကြည့်လိုက်ကြရအောင်အခုဒီဝါကျနှစ်ခုကိုတစ်ချက်ကြည့်လိုက် I am boring နဲ့ I am bored စာလုံးပေါင်းလေးတစ်လုံးပဲကွာတာနော်ဒါပေမဲ့အတိတ်တွေကတော့လုံးဝကိုစန့်ကျင်ပဲဖြစ်သွားတယ်ပထမတစ်ခု I am boring ကကျွန်တော်ကပြင်းစရာကောင်းတဲ့လူပါလို့ကိုပြောလိုက်တာမျိုးဖြစ်သွားပြီးဒုတိယတစ်ခု I am bored ကတော့ကျွန်တော်ပြင်းနေတယ်ဆိုတဲ့ခံစားချက်ကိုပြောတာပါဒါကိုမသုံးမိလိုက်ရင်အချိန်တွေကတော်တော်လေးအနေရခတ်သွားနိုင်တယ်နော်那所以都罗那苦也得给查那些个把片嘞，比如把罗的老当业绩尼亚啦嘞，第个个罗嘞，第查那些嘞个拜懂得多比所以，个标的 English 个不比罗得把话加啦没，不比罗用字母细标那啦嘛莫罗吧没。ကဲဒါဆိုရင်တော့ပထမဆုံးအဓိကစီမင်းတစ်ခုကိုအရင်လေ့လာကြည့်ကြအောင်ဒါကတော့ AD ရူပါတော့ရဲ့ခန်းစားချက်ကိုဖော်ပြတဲ့စီမင်းပေါ့ဒီမှာအလွယ်ဆုံးမှတ်ထားရမှာကတော့ AD နဲ့စုံတဲ့ adjective တွေဟာလူတစ်ယောက်ရဲ့အတွင်းစိတ်ထဲကခံစားချက် feeling ကိုဖော်ပြတာပါပဲငါအခုဘယ်လိုခံစားနေရလဲဆိုတဲ့မိခွန်းရဲ့အဖြေပေါ့ဒါကြောင့်ဒါကိုလူတွေဒေတာဆန်ဒီလိုခံစားချက်ရှိတဲ့တက်ရှိတွေအတွက်ပဲအဓိကတုံးပါပဲဒီလိုလေးမြင်အောင်ကြည့်လိုက်ပါတနေ့ကုန်အလုပ်ထဲမှာအရန်ကိုပင်ပန်းလှုပ်လာရတယ်ညဘက်အိမ်ပြန်ရောက်တော့ဆိုဖာပေါ်ဖြုံးခနဲ့ထိုင်ချလိုက်တဲ့အခိုက်အတန့်လေးကိုပေါ့အဲ့ဒီအချိန်မှာဆိုရင်ဘလို့ပြောမိမလဲဟုတ်ပါတယ်ငါတော့တော်တော်ပင်ပန်းနေပြီအင်္ဂလိပ်လို့ဆိုရင်တော့ I am so tired ပေါ့ဒီမှာတုံးထားတဲ့ tired ဆိုတာကကိုယ်တိုင်ခံစားနေရတဲ့အသွေးစစ်ခံစားချက်ကိုတိုက်ရိုက်ချီဖော်ပြနေတာပါတခြားဥမာလေးတွေထပ်ကြည့်အောင်နော်ဥမာကြည့်နေတဲ့ရုပ်ရှင်ကပြင်းစရာကောင်းလာပြီဆိုရင် I'm bored အင်္ဂလိပ်စာလေးလာတာကိုစိတ်ပါဝင်စားနေတယ်ဆိုရင် I'm interested ခီးတူကိုတွားရတော့မှမလို့စိတ်တွေလှုပ်ရှားနေတယ်ဆိုရင် I'm excited တဒါစီမင်တွေကခေါင်းထဲမှာရှုပ်ထွေးနေတယ်ဆိုရင် I'm confused ကိုလှုပ်ထားတဲ့အလုပ်ပေါ်မှာဂျင်းနဲ့အားရနေတယ်ဆိုရင် I'm satisfied တတိထားကြည့်လိုက်ပါအားလုံးကကိုယ်တိုင်ခံစားရတဲ့ခံစားချက်တွေချီပါပဲဟုတ်ပြီ ED ကခံစားချက်ကိုပြတယ်ဆိုတာနားတယ်ဆိုပြီဆိုရင်အခုအဲ့ဒီခံစားချက်ကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းကိုဖော်ပြတယ် ING စီမင်းကောင်းဆက်လေးလာကြည့်အောင် INT နဲ့အဆုံးတဲ့ adjective တွေကတော့ရှင်းလေးပါခံစားချက်ကိုဖြစ်ပေါ်စေတဲ့အပြင်ဘက်ကအရာတစ်ခုအခြေအနေတစ်ခုဒါမှမဟုတ်လူတစ်ယောက်အကြောင်းကိုဖော်ပြတာပါတနည်းအားဖြင့်ခံစားချက်ရဲ့အကြောင်းရင်း cause ပေါ့ကဲခုနဇာလန်လို့ပြန်သွားအောင်အဲ့လူကဘာလို့ပင်ပန်းနေတဲ့သားကိုခံစားရလဲအဓိကအကြောင်းရင်းကသူ့ရဲ့အလို့ကြောင့်မို့လားအဲ့ဒီအကြောင်းရင်းဖြစ်တဲ့အလုပ်ကိုဖော်ပြခြင်းတဲ့အခါမှာတော့ my job is very tiring ငါအလုပ်ကအရန်ပင်ပန်းစရာကောင်းတယ်လို့ပြောရမှာပါဒီမှာ tiring ဆိုတဲ့စကားလုံးကပင်ပန်းတယ်ဆိုတဲ့ခံစားချက်ကိုဖြစ်စေတဲ့အရာကိုဖော်ပြနေတာဖြစ်ပါတယ်ကဲဒီမှာကြည့်ခုနက ED ဥပမာရဲ့အကြောင်းရင်းဒီကိုပြန်ဖော်ပြတဲ့အခါ ING ကိုသုံးသွားတာကိုတွေ့ရပါလိမ့်မယ်ရုပ်ရှင်ကပြင်းစရာကောင်းတယ်ဒါကြောင့် this movie is boring မြန်မာသမိုင်းကစိတ်ဝင်စားစရာကောင်းတယ်မြန်မာ history is interesting ပေါ်လုံးပွဲကစိတ်လှုပ်ရှားစရာကောင်းခဲ့တယ် the match was exciting ညွန်ကြားခဲ့တွေကရှုပ်ထွေးစရာကောင်းတယ် the instructions are confusing စားခဲ့တဲ့အစားအစာကကျဉ်းစရာကောင်းခဲ့တယ် the meal was satisfying ပေါ့ရှင်းနေနော် Okay အခုဆိုရင်အယူဆနှစ်ခုလုံးကိုကောင်းကောင်းနားလည်လောက်ပြီဆိုတော့သူတို့နှစ်ခုကိုဘေးချင်းရင်ပြီးခြုံငုံကြည့်လိုက်အောင်ဒါဆိုရင်ဘယ်လို့မှပြန်ပြီးရောသွားတော့မှမဟုတ်ဘူးပထမဆုံးနိုင်ရှင်ချက်ကိုကြည့်ပါကိုယ့်ရဲ့ခံစားချက်ကိုပြောခြင်း I am confused ငါရှုပ်ထွေးနေတယ်လို့ပြောမယ်ဘာကြောင့်ရှုပ်ထွေးရတာလဲဆိုတဲ့အကြောင်းရင်းကိုပြောချင်ရင်တော့ the grammar is confusing တတ်တာကရှုပ်ထွေးရှုရကောင်းတယ်လို့ပြောရမှာပါနောက်ဥမာတစ်ခုကနည်းနည်းလေးပို့ပြီးတင်မွေးတယ် he is interested in me ဆိုတာကသူငါကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သူ့ရဲ့လက်ရှိခံစားချက်ကိုပြောတာဒါပေမဲ့ he is an interesting person ဆိုတာကတော့သူဟာစိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ပဲဆိုပြီးသူ့ရဲ့ပင်ကိုယ်စရိုက်လက္ခဏာကိုဖော်ပြတာဖြစ်ပါတယ်။ကွာခြားချက်လေးကိုသတိထားမိတယ်ဟုတ်။ဒီ slide ကတော့အားလုံးရဲ့အနစ်ချုပ်ပါပဲ။လွယ်လေးပါ ED ပုံစံကနေတယ်တို့အသေးပေရပြီးကိုယ့်ရဲ့ခံစားချက် feeling ကိုပြောဖို့တုံတယ်။ ING ပုံစံကတော့ဆရာကောင်းတော့လို့အသေးပေရပြီးအဲ့ဒီခံစားချက်ကိုဖြစ်စေတဲ့အကြောင်းရင်း cause ကိုပြောဖို့သုံးပါပဲဒီဇာတ်လေးကိုပဲမှတ်ထားလိုက်ဘယ်တော့မှမှားတော့မှာမဟုတ်ဘူးကဲသဘောတရားတွေလည်းတီးပြီးဇာတ်နဲ့လည်းရှင်းပြပြီးပြီဆိုတော့တကယ်တော့နားလည်သွားပြီလားဆိုတာစမ်းသပ်ကြည့်ဖို့လေ့ကျင့်ခန်းတိုးလေးတစ်ခုအထူးလုပ်ကြည့်ရအောင်အဆင်သင့်မလားပထမဆုံးမေးဖို့ပါကွက်လက်ကိုဖြည့်ပေးပါ This movie is very ကွန်းတယ်မှာတော့ bore ဆိုတဲ့ verb ကိုပေးထားပါတယ်ဘာဖြစ်မလဲခဏလာစမ်းသပ်ကြည့်လိုက်အဖြစ်မှန်က boring ပါမှန်ကြတယ်ဟုတ်
ဘာကြောင့်လဲဆိုတော့ဒီဝါကြမှာကရုပ်ရှင်အကြောင်းကိုပြောနေတာလေရုပ်ရှင်ကပြင်းတဲ့ဆိုတဲ့ခန်းစားချက်ကိုဖြစ်စေတဲ့အကြောင်းရင်း cause ဖြစ်နေလို့ပါပဲ ကဲဒုတိယမေးခွန်းမှာ The children were blank about the trip ခွင်းနေမှာတော့ excite ပါဘယ်လိုဖြည့်ရမလဲ ဟုတ်ပါတယ်အဖြေမှန်က excited ပါဘာဖြစ်လို့လဲဆိုတော့ဒီဝကြကကလေးတွေခီးစဉ်အပေါ်ထားတဲ့သူတို့ရဲ့ခံစားချက် feeling ကိုတားရိုက်ဖော်ပြနေလို့ပါပဲတော်မှာ ကဲဒါဆိုရင်တော့ဒီနေ့လစ်လာမှုကနေရရှိထားတဲ့အထက်ကမသားစရာကိုပြန်ပြီးခြုံငုံတုံတက်ကြည့်လိုက်ရအောင် တကယ်တော့လေ ED နဲ့ ING ရဲ့ဒီသိငယ်တဲ့ကွာခြားချက်လေးကိုကျွမ်းချင်းအသုံးချနိုင်သွားတာဟာအင်္ဂလိပ်စကားကိုယုံကြည်မှုရှိနဲ့ပြောဆိုနိုင်ဖို့အတွက်အရန်ကိုကြီးမားတဲ့ချက်လမ်းတစ်ရပ်ထပ်ပါတယ်ဒီနေ့ကစပြီးဒီအချက်လေးကိုတတိထားပြီးအသုံးချသွားမယ်ဆိုရင်စကားပြောဆိုရမှာအရင်ကထက်အများကြီးပိုပြီးတဘာဝကျလာမှာအသေးချပါပဲ